ရတယ်ပေါ့ ဒါသူနေရကြက်နေတယ်သိရနေရတဲ့ထုတ်အားလုံးရစီတယ်ဒီလိုလည်းရစီတယ်ပါတယ် โอเคပါအပိနေပြည့်တဲ့တွေလည်းနှုတ်ဆက်စကားလေးပြောပြပါ ဒီစက်တွေလည်းကျွန်တော်တို့လည်းအတူတူပြောရှင်းပါစေဗျာ โอเคပါကျေးဇူးတင်ပါတယ် အခုလောကသားပဲလေအားလုံးနဲ့ရင်ကုန်ပေးပါတယ်ဟုတ်ကဲ့ကဲအဲ့ဒါမိုက်နေတယ်ဖက်ရှင်ကအမိုက်စားမှာဘယ်သူစင်ပေးတာလဲသမီးလေးလား စီပဲတော့ ဟုတ်လားဘာဘုံတော့လေကိုယ်ကို ကဲဟုတ်ကြည့်ပြီခုနကပြောပြပါဦးသမီးလေးရဲ့ဒီနေ့အမြင်လေးသမီးလေးနဲ့အကယ်ဒမီတီပြရတဲ့ခန်းစားချက်လေးလည်းပြောပြပါဦး ပြောပါကသူဆိုတော့ကျင်တယ်လားဘာမှဒီကိုကြည့်မပါဘူး အဲ့တော့သမီးလေးဒီနေ့ရောသမီးလေးပေါ်အမြင်လေးဘယ်လိုလေးရှိလဲဒီနေ့အရန်လာနေတာ ထိတ်ပါလေထိတ်ပါ မစောရတော့လေဒီညီမလေးစီစဉ်ပေးတာလေတော့လေတက်ရတယ်ပေါ့ ဒါသူနေရကြက်နေတယ်သိရနေရတဲ့ထုတ် ကိုသမီးကြောင့်ကိုဖေရတည်ရနော်အဲ့တော့ဒါတန်းနေပြောပြပါဦးဖေဖေနဲ့အကယ်ဒမီပွဲလေးကိုဒါပြည်သူနဲ့တွဲပြီးတက်ရတဲ့ခန်းစားချက်လေးပေါ့ ပြောပါရင်ဒီနေ့ဒါ၄နှစ်မြောက်လာပြီ၄နှစ်ပေါ့ ဖက်ရှင် ဟုတ်ဖက်ရှင်ကြောင်းလေးဟုတ် ဖက်ရှင်ရဲ့ဒီဇိုင်နာမျိုးမင်းဆို ဟုတ်ကဲ့ မိတ်ကငငယ်ငယ်စနေရပါလေမက်လုံးကိုကျန်အေရရတာ အကယ်၍ဝဲတက်ရတဲ့ခန်းစားချက်လေး ဝမ်းသာပါတယ်ပြောပါတယ်အားလုံးအတွက်ရေဖို့နေပါတယ် โอเคဘယ်သူ့ကိုရခဲ့ခြင်းလဲ အားလုံးရစီတယ် ဒီနေ့တော့ပဲလား ဒီလိုလည်းရစီတယ်ပါတယ် โอเคပါအပိနေပြည့်တဲ့တွေလည်းနှုတ်ဆက်စကားလေးပြောပြပါ ဒီစက်တွေလည်းကျွန်တော်တို့လည်းအတူတူပြောရှင်းပါစေဗျာ โอเคပါကျေးဇူးတင်ပါတယ်ဖက်တဲ့ဘုံလေးပါလားဗျာမင်းတဲ့ဘုံလေးပါ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  ဆုပဲရတော့ ဟုတ်ပါဘူး မရှင်ကတော့ရုံရုံဒီဇိုင်းပါအားကြတော့ကိုပဲတိုင်းရပြောရင်တော့အများကြီးပဲတော်တော်ကလုံးအခုလောကသားပဲလေအားလုံးနဲ့ရင်ကုန်ပေးပါတယ်